ตกใบเลยนางหมูนาไม่แต่ฮีตัวตอมคัดตัวปอยขัดกองเสียนขัดไม่แต่กอลเปาวินแถวนี้ไม่แต่ตัดตินาจงมีเดียเตะกอลเปาวินหิจงตัวเราหิมันนี่นะการขัดขัดเดยินในหิมีเดียจังนี่นะไม่แต่แกจะมานามีก็มาลุนลุนเราขอบาร์จะมาเราอะคูดีตะปั๊มมาจะมาเราดีตีดิ่งแพมาพิเปียดแค่เรไต่ป่วยรวยจ้างจะมาดีมา ZDF มา ZDF มาโอกาสเราเดpresident เราเดปูมังเซนแน่ๆบอกเนาะมีคนเลี้ยงมีจริงเด้ปูมังเซนชินจะมาเราอะคูตะปับบอกเนาะดีตีติงแพมมา CNF ดูยาลาปีเราจะมาเราดีในงานยี่มาตีเงินมูรีสิทธิ์อาณาเต็งมูรีอาจารย์พี่ปีเราตัวเรา CNF เนี่ยอปองอปารีจะมาเราตีติงขยายแพมมาลาปีเราจะมาเราโซมีรีเย่มีเต้นมีไทยเดจะมาเราโซมีแพมาชีชาปีรลานี่เดเอริเชมาจะมาเราว่าเปลี่ยนปีรคู่ขันเดบอกเนาะสุรดีมาจะมาเปียวเชนดาการะตัวเราดี CNF ด้วยบาเราจะมาเราเนี่ยเทมาสักษะไม่ชีเวเนี่ยลายะกันเลยปีเราชีนตัวเราอะคู่เช่ตะคาเรลารามาบอกฮูกเรกาลาราบอกเนาะปีโลชินตัวเราคริสต์มาสมาไต่เคียงกันเดียลาราจะมาเราคริสเตียนนี่เนี่ยเลสินซายินอันนี้ปีตุรีเปียวส่วนส่วนเซนวยจินเดดีคริสต์มาสยาตีมาต่อมาบอกเนาะตัวเรามาชันเบเน่ดีตัวเราเย่อัตตาตะคูจังจะมาเราตีติงขยายแพมาบาโลลานียาระเลยตัวเราลายาเรอาจารย์ยังกูมังเซนนี่เนี่ยเบลูมิวเนี่ยต้องตัดท่าแต่เลยอาจารย์อาพิมพ์บอกเนาะเนี่ยเปียวปีเรายามาลาเชบาพิเลสุโรดากะดีหน่วยอุตลังยีกูอชีคานหน่วยอุตลังยีกูอตงชาปีเราจะมาเราชินปีเนี่ยมาชินเปียตนาเตนี่ละตัวจังจะมาเราประมาณลูมีเมียนชินพี่บาร์จีซูปิวเย่พี่จ้าพี่บาเช่ဟုတ်ကဲ့ကျေးဇူးပါကျွန်တော်တို့လက်မြန်မာပြည်ကနေကြီးပြင်းလာတဲ့လူဆိုတော့เนาะဗမာလိုတော့ပြောလို့ရပါတယ်ဒါပေမဲ့မပြောတာကြာပြီဆိုတော့မားတာလေးရှင်လဲခွန်းလက်ကြပေါ့ကျွန်တော်မြန်မာတော့ဒီကျွန်တော်တို့ဖြစ်နေတဲ့ပရိပခတွေပေါ့เนาะကျွန်တော်တို့ချင်းပြည်နယ်မှာပေါ့ချင်းပြည်နယ်ဆိုတော့အခေါ်ဝါကတော့ကျွန်တော်တို့ state ကိုတော့ကျွန်တော်တို့ချင်းပြည်နယ်လို့ခေါ်တယ်ဒါပေမဲ့တခုတိထားဖို့အကုန်လုံးတော့တိနေကြပါပြီခုခေတ်မှာတော့ရှောက်ပြီးတော့ဖုံးကွယ်လို့မရတော့တဲ့ခေတ်ပေါ့နော်ကျွန်တော်တို့ချင်းပြည်နယ်မှာလူမျိုးပေါင်းစုံနေထိုင်ကြတယ်ပြီးတော့အခုရှိတာကကျွန်တော်တို့ချင်းလူမျိုးရေလို့တော့တီးတန့်မရှိဘူးဗျအဲ့ဒါကတော့လူတိုင်းသိတယ်နော်ကဘာလည်းသိပါပြီဆိုတော့အဲ့ဒီကြားထဲမှာဘာဖြစ်လို့ဒီCNF လို့ခေါ်တဲ့ချင်းလန်ကောင်ဆယ်ပေါ့နော်ခုကသူတို့ CC ချင်းလန်ကောင်ဆယ်ဆိုပြီးတော့သူတို့ရဲ့ဒီအဖွဲ့အစည်းတစ်ခုပေါ့ချင်းပြည်နယ်မှာရှိတဲ့အဖွေတစ်ဖွဲ့ပေါ့အဲ့ဒီအဖွဲ့ကဘာဖြစ်လို့ဒီလိုနေရာတကာပတ်ရနေလဲဆိုတာကျွန်တော်လည်းအဲ့ဒါနားမလဲတဲ့အပိုင်းရှိတယ်သူတို့ဘာဖြစ်လို့ဒီလိုရှောက်သွားနေတယ်ဆိုတာလည်းကျွန်တော်လည်းအခုထိအဖြေမတွေ့ဘူးဗျဆိုတော့ကျွန်တော်ဆိုလိုချင်တာကဘာဖြစ်လို့သူတို့သူ့နေရာမှာပဲမနေပဲနဲ့ပေါ့လေကျွန်တော်တို့ကနေရာဆိုတဲ့ခါကျမှဆိုတဲ့အခါမှာကျွန်တော်တို့နေထိုင်တဲ့နေရာပေါ့နော်ကျွန်တော်ဇာတိရှိတယ်အဲ့ဒီမှာကျွန်တော်တို့မတူပီမင်းတပ်ဖက်ဆိုရင်ဟိုဘက်ရခိုင်နဲ့အနီးဘက်ပေါ့နော်ပြီးမှဒီဟာခါနယ်ပေါ့ကျွန်တော်တို့area တော့ဒီလောက်ကြီးမကြီးပေမဲ့ကျွန်တော်တို့ဘာပဲဖြစ်ဖြစ်တော့ချင်းပြည်နယ်ရဲ့မြို့တော်ဟာခါဆိုလို့တာအဲ့တော်တွင်းမှာပေါ့လေဟာခါမြို့နယ်တဝိုက်ပြီးတော့လဲဟိုမှာဖလမ်ရှိသေးတယ်ဖလမ်ကလည်းရှိသေးတယ်ပြီးတော့ဒီဘက်မြောက်ဘက်စွန်ပိုင်းပေါ့နော်ကျွန်တော်တို့အဲ့ဒီမှာကြတော့ကျွန်တော်တို့ဇုံမြေတိုင်းဝိုင်းနေတဲ့နေရာဖြစ်တယ်ဟိုးတောက်လျှောက်ကျွန်တော်မဏိပူရပေါ့နော်မဏိပူပေါ့နော်ဗမာလိုဆိုတော့ဘာလဲအာတန်မဏိပူရဆိုတာရင်တော့ကျွန်တော်စာထဲမှာတင်ခဲ့တဲ့အတိုင်းတော့နာမည်ကတော့မဏိပူရလို့ခေါ်တယ်မဏိပူအဲ့ဒီထိဟိုးဘက်မှာကျွန်တော်တို့ဇုံမြေတိုင်းဝိုင်းနေကြတဲ့နေရာဖြစ်တယ်နေရာဒေတာအဖြစ်အဲ့လိုကျွန်တော်တို့ငင်းချမ်းနဲ့ကိုယ့်ကိုပဲနေကြတာပါအဲ့လောက်ကြီးကျွန်တော်တို့ဆိုးဝါးတော့မရှိပါဘူးဒါပေမဲ့ခုထိကဒီကျွန်တော်တို့လက်နဲ့ကင်တဲ့အခါမှာတနတ်တွေဘာတွေတုံးလေးလက်ရှိတာနဲ့အဲ့ဒီနေမီကြီးဆိုးချင်တဲ့အာယာတွေလားဘယ်လိုခေါ်မလဲဒီ dictatorship လိုမျိုးပေါ့နော်အုပ်ချုပ်ချင်တဲ့ဘယ်လိုခေါ်မလဲလက်ဝကြီးအုပ်ချင်တဲ့ဆန္ဒပေါ့
လောဘကြီးမှုပေါ့တနည်းအားဖြင့်ပြောရရင်တော့ဒီကျွန်တော်တို့အမျိုးစုတေးသေးလေးတစ်ခုပဲဖြစ်တဲ့ဟာခါအနွယ်စုပေါ့နော်အများသောအားဖြင့်ဒီကျွန်တော်တို့အခုစီတို့ဆိုတာအဲ့ဒီတစုကနေပြီးတော့ဘာဖြစ်လို့ဒီလိုမျိုးကိုယ့်ရဲ့ဘေဖက်မှာညာဖက်မှာနေထိုင်တဲ့ကိုယ့်ရဲ့တိုင်းသားနေကိုတွေပေါ့နော်အဲ့ဒီတွေပေါ်မှာဘာဖြစ်လို့လက်ဝကြီးအုပ်ချင်ပြီးတော့မှတွားပြီးတော့ခြေလေချင်တယ်လဲဆိုတာကျွန်တော်လဲတော်တော်စဉ်းစားရခက်တယ်နားမလည်နိုင်ဘူးလူဦးရေရပြောရရင်တော့လဲကျွန်တော်တို့ဇိုမီဖက်ကတော်တော်လေးကိုကျွန်တော်တို့ချင်းပြင်းနေမှာအများဆုံးဖြစ်နေတယ်ဆိုတော့ဒီ CC ကဘာဖြစ်လို့ဒီဘက်ကျွန်တော်တို့ရဲ့ဒီဇိုမီ data ဖက်မှာလက်ဝကြီးအုပ်ချင်ပြီးတော့လာပြီးတော့ကျွန်တော်တို့ဒီဘက်မှာကျူးကျော်နေတာဆိုရင်လည်းမပါဘူးပေါ့နော်သဘောတရားဖြစ်ကျွန်တော်ငင်းချမ်းရေးလိုချင်တယ်ဆိုတော့မကျူးကျော်ရဘူးပေါ့ဆိုတော့ peaceful ဒီငင်းချမ်းဖြစ်စေချင်တယ်ဆိုရင်ဘာဖြစ်လို့ဒီဘက်ကိုလာပြီးတော့လာစွတ်ပစ်နေလဲအဲ့ဒါကိုကျွန်တော်လည်းစဉ်းစားလို့မရဘူးသူတို့မှဘာအုံနောက်နဲ့ဘာတွေးခေါ်ရှိလဲဆိုတော့ကျွန်တော်လည်းမသိဘူးဒါပေမဲ့ကျွန်တော်ကနိုင်ငံရေးသမားလည်းမဟုတ်ဘူးကျွန်တော်ဒီတိုင်းစဉ်းစားကြည့်တာတခုတော့နော်ရှိတာတခုကတော့အမျိုးကြီးလူမျိုးကြီးဝါဒဆိုတဲ့လူမျိုးပေါ့ငါတို့ဒီဟာခါကိုဟာခါချင်းပင်နဲ့အတွက်ငါတို့ချင်းပင်နဲ့မှာချင်းလူမျိုးကိုဖန်တီးမယ်ချင်းစာပေဆိုရင်ကျွန်တော်ဟာခါရဲ့စာပေတွေကိုကျွန်တော်တင်ပေးမယ်အဲ့လိုမျိုးပေါ့အတ္တမာနဆိုဘယ်လိုခေါ်မလဲကျွန်တော်ဒီဗမာလိုကသုံးလုံးတောင်တိတ်မသိဘူးဒီဟာနဲ့တော့ဗမာလိုမပြောတာကြတော့အဲ့လိုမျိုးပေါ့လူမျိုးဆွဲတစုသေးပဲဒီလူမျိုးသေးလေးတစ်ခုဖြစ်တဲ့တမျိုးလေးကိုပဲအမွမ်းမှန်ချင်တဲ့စန္ဒရှိကြတာလားတော့မသိဘူးအဲ့ဒါဆိုတော့ကျွန်တော်အမြင်မှာတော့မားမယ်လို့ကျွန်တော်ထင်တယ်ဘာလို့ဆိုတော့သူတို့ကဘယ်လိုဘယ်သူတွေနဲ့ပေါင်းပြီးတော့ပေါ့နော်ကျွန်တော်တို့ဒီဇိုမီဖက်ကိုလာပြီးတော့မှလာဝင်ရှုပ်နေလဲဆိုတာကျွန်တော်ဒီတိုင်းစဉ်းစားကြည့်တာသူတို့ပေါင်းဖော်နေတဲ့သူပေါ့လေတကယ်လို့များကျွန်တော်တို့ဇိုမီအတိုင်းဝိုင်းထဲမှာCC နဲ့အပေါင်းဖော်ဖြစ်ခဲ့တဲ့လူရှိခဲ့ရင်ပေါ့လေကြား middleman ပေါ့နော်အကြားလူရှိခဲ့ရင်တောင်မှသူတို့ပေးတဲ့ information ကအမားကြီးဖြစ်မယ်လို့ကျွန်တော်ထင်တယ်အဲ့တော့ CC ထင်တာကကျွန်တော်ထင်တာက CC ကနေပြီးတော့ဒီဇိုမီတိုင်းဝိုင်းထဲကိုတွားပြီးတော့ဝင်ရောက်ချယ်လိုက်လို့ရှိရင်ရနိုင်တယ်ပေါ့အောင်နိုင်တယ်ပေါ့ဖြစ်နိုင်မယ်လို့သူတို့ထင်ခဲ့မိတာနေမှာဒါပေမဲ့တကယ်တမ်းကြတော့မဖြစ်နိုင်ဘူးဒီခက်ကြီးမှာတော့နာဇီလိုမျိုးဟစ်တလာလိုမျိုးစိတ်ဓာတ်ပေါ့နော်ရှိပြီးတော့မှဂျူးတွေကိုအမျိုးပြက်အောင်တိုက်မယ်ဆိုတော့မကောင်းဆိုးဝါးစိတ်တွေပေါ့နော်အဲ့လိုရှိခဲ့လို့ရှိရင်တောင်မှလုံးဝမရနိုင်တော့တဲ့အခြေအနေမျိုးဖြစ်နေတယ်ဟစ်တလာတောင်မှမနိုင်ဘူးလေနော်ဂျူးတွေကိုအကုန်လုံးတုတ်တင်ရှင်းလင်းဖို့တယောက်မကြာအကုန်လုံးအမျိုးပြက်အောင်ရှင်းချင်တာမရဘူးပြီးခဲ့တဲ့နှစ်ပေါင်းတော်တော်များရှိနေပြီနော်အခုကဒီခက်ကြီးမှာကအဲ့လိုမျိုးဒီလက်ဝကြီးအုပ်ချင်တဲ့စနစ်ပေါ့ဝါမျိုးချင်တဲ့စနစ်ပေါ့နော်အဲ့လိုမျိုးသူတို့စိတ်ထဲမှာနိုင်ငံရေးရရောလူမျိုးရရောစာပေကဆောက်ဘက်ဆုံးကနေဆိုပါစို့ဝါမျိုးချင်တဲ့ဘာလဲ desire ပေါ့နော်စန္ဒရှိခဲ့ရင်တော့တော်တော်လေးမားမယ်လို့ကျွန်တော်ထင်တယ်ဘာဖြစ်လို့ဆိုတော့ငါတို့ဘာတို့ရဲ့တဘာဝကိုကျွန်တော်ကြည့်လိုက်ရင်ကြီးတဲ့ငါကပဲငယ်တဲ့ငါကိုမျိုးနိုင်တာလေနော်ငယ်တဲ့ငယ်တေးလေးဖြစ်တဲ့ငါတွေကအကြီးကြီးကိုမမျိုးနိုင်ဘူးအဲ့လိုမျိုးဆိုတော့ကျွန်တော်ဒီလိုင်းကြည့်နေတာဘယ်လိုဖြစ်အဲ့ဒီ CC ကနေပြီးတော့ဒီဖက်ကိုဇုံမီဖက်ကိုလာပြီးတော့ကျူးကျော်မယ်ဆိုတာကတိတ်တော့တဘာဝမကြောက်ဘူးတဲ့မှာဒီတိုင်းသူ့ရဲ့ logically ပေါ့တွေးလိုက်နော်သူတို့အနေနဲ့တော့သူတို့လုံနိုင်မယ်စွမ်းဆောင်နိုင်မယ်ဆိုတော့စန္ဒတော့ရှိလိမ့်မယ်ဒါပေမဲ့သူတို့တကယ်တမ်းကောင်းမသိတာကကျွန်တော်တို့ဒီဇိုမီတိုင်းဝိုင်းထဲမှာကျွန်တော်တို့ဇိုမီကဒီငင်းချမ်းရေးကိုတော်တော်လေးဦးစားပေးပြီးတော့နော်ငင်းချမ်းရေးဆိုတဲ့peaceful ဘဝကိုပေါ့နော်ငင်းချမ်းတဲ့ဘဝကိုတော်တော်လေးကိုဦးစားပေးပြီးတော့အနိတ္တရထားပြီးတော့နေထိုင်တဲ့လူမျိုးဖြစ်တယ်အဲ့ဒါကြောင့်မလို့သူများကိုလည်းအဲ့လောက်ကြည်ရမမူဘူး
ဒါပေမဲ့ယာမူလာတဲ့လူတကယ်တမ်းရှိလာပြီဆိုရင်တော့ဘယ်တော့မှတယောက်နဲ့တယောက်ဟိုခြံထားလက်မရှိကြဘူးတွေးကစကားပြောတယ်ဆိုတယ်လို့မျိုးပေါ့နော်အဲ့ဒါကြောင့်မလို့ကျွန်တော်ဒီလိုမျိုးဟိုတမျိုးတဖုံအားဖြင့်အမျိုးစုတစုလေးကနေပြီးတော့တခြားမျိုးစုတစ်ခုကိုတွားပြီးတော့ဝါမျိုးချင်တဲ့စန္ဒမျိုးနဲ့ကျွန်တော်တို့လှုပ်ဆောင်ခဲ့မယ်ဆိုရင်တော့တော်တော်လေးမားတယ်လို့ကျွန်တော်ယူဆတယ်ဆိုတော့ဒီ CC ဘက်အနေနဲ့လဲနိုင်ငံရေးပဲဖြစ်ဘယ်လိုပဲဖြစ်အခုတော့ကျွန်တော်သိပါတယ်ဒီနေ့ဒီခြုံငုံကြည့်လိုက်တော့ဒီဇိုမီထဲကနေပြီးတော့တယောက်စနှစ်ယောက်စပေါ့လေCC နဲ့တွဲတဲ့လူတယောက်နှစ်ယောက်စလောက်ပဲရှိတယ်ဒါပေမဲ့အဲ့ဒီသူတို့နဲ့တွဲတဲ့လူတွေကလည်းဒီဇိုမီအတိုင်းဝိုင်းထဲမှာဘယ်သူကမှအရေးမထားတဲ့လူတွေဖြစ်နေတယ်သူတို့မှာ power မရှိဘူး man power လည်းမရှိဘူးသူတို့မှာဘယ်လိုခေါ်မလဲလွမ်းမိုးနိုင်စွမ်းလည်းမရှိဘူးသူတို့မှာဆိုတော့ဒီလိုဟာမျိုးအတွေးခေါ်မျိုးတွေကတော့တော်တော်လေးဒီခေတ်မှာတော့မတုံးတင်ဘူးလို့ကျွန်တော်ထင်တယ်အဲ့ဒါကြောင့်မလို့ကိုဒေတာကိုနေရာမှာပဲအေးချမ်းပဲနေပြီးတော့မှနော်ဒီမလိုလားအပ်တဲ့ပြဿနာတွေမဖြစ်အောင်တွေးတန်ယူမှုတွေမဖြစ်အောင်ပေါ့နော်တွေးစီးကြောင်းတွေမဖြစ်အောင်ကျွန်တော်တို့ချင်းပြင်းနေမှာတော်တော်လေးကိုရေးကြီးတယ်အဲ့ဒါကြောင့်မလို့ကျွန်တော်ကအခုကကျွန်တော်အမြင်မှာပြောရရင်တော့ဒီ CC ဘက်ကနေပြီးတော့ဒီဘက်ကိုဒဇုံမီဘက်ကိုလာပြီးတော့မှတော်ကလိနေတာတော့ဘယ်လိုခေါ်မလဲမနိုင်မဲ့အရာတစ်ခုကိုပေါ့လေမနိုင်မဲ့အရာဆိုတော့ချက်ချင်းဒီတိုင်းကိုတွေးလိုက်မိတယ်ဆိုရင်ဒီဘယ်လိုခေါ်မလဲကြောက်ဆောင်ကြီးတစ်ခုကိုကခေါင်းနဲ့တော့တိုက်မိတယ်လို့ပေါ့နော်ဘယ်သူပဲနာမလဲဆိုတော့တိုက်တဲ့သူပဲနာမှာလေကြောက်ကမနာဘူးအဲ့လိုမျိုးပုံစံမျိုးကျွန်တော်တွေးတယ်ဘာလို့ဆိုတော့ဖြစ်နိုင်မဲ့အရာနဲ့မဖြစ်နိုင်မဲ့အရာရှိတယ်တချို့ကအိမ်မက်အရန်ကြီးတယ်အိမ်မက်တဲ့ရန်ကြီးတယ်ဟာဒါဖြစ်နိုင်တယ်ဒီလိုလုပ်လိုက်ငါတို့ဒီလိုလုပ်ဖြစ်မယ်ဆိုပြီးအတွေးခေါ်မျိုးမျိုးနဲ့အိမ်မက်တဲ့ရန်ကြီးတယ်ဒါပေမဲ့တကယ်တမ်းလှုပ်ကြည့်လိုက်တဲ့ခါကျတော့လုံးဝမဖြစ်နိုင်မဲ့ခြေအနေတွေရှိတယ်အဲ့ဒါကိုတချို့တွေကမမြင်ဘူးအဲ့ဒီတိုင်းပဲကျွန်တော်တို့ဒီ CC ဘက်ကနေလဲဒီဇိုမီတိုင်းဝိုင်းဘက်ကိုအဲ့လိုမျိုးဝင်ရောက်ဆွတ်ဖက်နေတာတော့မလိုလားတဲ့အရာတခုပေါ့မလုတ်တဲ့အရာတခုလို့ကျွန်တော်မြင်တယ်ဆိုတော့ကျွန်တော်အကြံပေးလို့တို့လက်ခံမယ်ဆိုရင်ပေါ့လေနော်ကျွန်တော်ကဘာပြောချင်လဲဆိုတော့ကျွန်တော်တို့ဘယ်လိုခေါ်မလဲညီကိုတို့ဘောနော်ညီကိုဘယ်လိုခေါ်မလဲဒီခင်ဗျားတို့လုံနေတဲ့အကြံစီကိုဖျက်သိမ်းလိုက်ပြီးတော့ကိုနေရာဒေတာဖွံ့ဖြိုးတိုးတက်ဖို့အတွက်ပဲဥတီပြီးတော့ဗောနော်လောက်ကြဖို့ရန်ကျွန်တော်အကြံပေးချင်တယ်အဲ့ဒါကြောင့်မလို့ဒီအခုကျွန်တော်တို့မြန်မာပြည်ရဲ့ပရိပခမြန်မာပြည်ရဲ့နိုင်ငံရေးမတည်ငြိမ်မှုကိုအကြောင်းပြုပြီးတော့မှကျွန်တော်တို့ဒီလူနည်းစုတွေဖြစ်တဲ့တိုင်းရင်းသားဒေသတွေမှာအစိတ်ကလေးတွေကျွန်တော်တို့ဒီလိုနည်းနည်းဟိုလို့ဒီလို့ဘယ်လိုခေါ်မလဲပရိပခဖြစ်နေတဲ့ဟာတွေကတော့လုံးဝမဖြစ်သင့်ဘူးလို့ကျွန်တော်ယူဆပါတယ်အဲ့ဒါကြောင့်မလို့ဒီ CC ဘက်ကနေဒီလိုလာတာကိုကျွန်တော်ဒီတိုင်းရိုးလေးပြောရရင်တော့နော်ဒီလုံးဝမလုပ်တဲ့အရာတစ်ခုကိုလုပ်မိနေတယ်လို့ပဲကျွန်တော်မြင်ပါတယ်ဆိုတော့အဲ့ဒီလိုနဲ့ပဲကျွန်တော်ဖြေချင်တယ်တကယ်လို့မပြည့်စုံခဲ့ဘူးဆိုရင်တော့လေနောက်ခါကျရင်လည်းအချိန်ရရင်ရတယ်လို့ကျွန်တော်တို့ထပ်ပြောမလဲနော်ကျေးဇူးပါပဲပြီလို့ကျေးဇူးအများကြီးတင်တယ်နော် CNF အစကတည်းကတစ်စဖြတ်မှုတစ်စဖောက်မှုတွေနဲ့ထူထောင်ထားပြီးတော့အမျိုးမျိုးပေါ့နော်သူခက်နဲ့သူတို့ကအမျိုးမျိုး idea ထုတ်ပြီးတော့အစတုန်းကချင်းလန် Supreme Council ဆိုလာပါလားနော်အခုအာနာသိမ့်ပြီးတဲ့နောက်မှာချင်းလန် Council ဆိုလာသူတို့ဟာနဲ့သူတို့ဥပဒေတွေပြဋ္ဌာန်းပြီးတော့ချင်းပြည်နယ်မှာတမျိုးတဘာသာထဲပဲရှိရမယ်ချင်းလူမျိုးပဲရှိရမယ်ဆိုပြီးတော့နော်ဒီမီဒီယာတီးကိုလိန်စားလင်းလေစားပြီးတော့ကျမတို့ဇုံမီတွေကိုစကားစားနဲ့ပေါင်းတယ်စသဖြင့်ပေါ့နော်လိန်လေဖျားယောင်းပြီးတော့ကျမတို့ကဘာမျက်နှာပြင်မြန်မာမီဒီယာ platform ပေါ်မှာလဲဦးမဲအောင်တုတ်ခဲ့တယ်ဒါပေမဲ့တကယ်တမ်းကျတော့ချင်းပြည်နယ်မှာအတွင်းလာကြည့်ခဲ့ပါတကယ် CNF တွေကကျမတို့ချင်းပြည်နယ်မှာအရှုပ်ဆုံးအဖွဲ့အစည်းဖြစ်တဲ့နေရာတိုင်းမှာသူတို့ချဲလဲခြင်းတယ်စကားစမရှိဘဲနဲ့ကျမတို့ခုနပြောတယ်လို့ပေါ့နော်ကျမတို့ဇုံမီတွေရှိတဲ့နေရာမှာလာတယ်တစ်ခါလည်းမဟုတ်ဘူးနှစ်ခါလည်းမဟုတ်ဘူးအမျိုးအဖွဲ့စီပေါင်းစုံခေါ်ပြီးတော့ဇုံမီလူမျိုးမစီရဘူးချင်းပြည်နယ်မှာစူပြီးတော့ကြွေးကြော်တာနဲ့လာခဲ့တယ်ဒါပေမဲ့မြင်းမှတ်ထားကြပါကဘာတီတရွေ့ဇုံမီလူမျိုးရှိရမယ်အဲ့ဒါချင်း CNF တွေမှတ်ထားဘူးကျမတို့အမြဲတမ်းရှုံးနေမှာမဟုတ်ဘူးဖယားသခင်ကကျမတို့ဖက်မှာပါမယ်အဲ့ဒီတ
တီးတင်ခိုင်ရိုင်ဟာရှင်တို့နဲ့မသက်ဆိုင်တလူတီးတင်ခိုင်ရိုင်ထဲမှာမိတင်းနေထိုင်နေတဲ့ဇုံမီတွေနဲ့ပဲဆိုင်တာဖြစ်တဲ့အတွက်ကြောင့်ရှင်တို့ဒီခဏတာလာခြင်းဖြစ်ပါတယ်အရှုံးနဲ့ပြန်သွားရမှာဖြစ်ပါတယ်ကျမတို့ခရိယန်အချင်းချင်းတွေဒေါသမောဟတွေနော်သူတပါပစ္စည်းကိုမခိုးနဲ့မယူနဲ့မလူနဲ့ဆိုတဲ့ဟာတွေစံစာထဲမှာရှိတယ်အဲ့ဒါကိုစီကံဖောက်ဖျက်ပြီးတော့နော်ဇေဖူတဖူတွေနဲ့ကျမတို့ရှိတဲ့နေရာတွေကိုလူချင်းလို့မိမိတို့ရဲ့မာနကိုမထိန်နိုင်တော့မိမိရဲ့လောဘကိုမထိန်နိုင်လို့ကုနေမီမှာတော့မစကားစကိုမသွန်းလာနိုင်ပဲနဲ့ဇုံမီရီရှိတဲ့နေရာမှာဒီလူမျိုးနဲ့လာပြီးတော့သွေးချောင်းစီအောင်လုပ်တာအချင်းချင်းကွဲပြားအောင်လုပ်တာဖယားသခင်ကသိမယ်ရှင်တို့ကိုစိုက်ဒီအတိုင်းပြန်ရိတ်ရမယ်ကျမတို့ကပြန်တိုက်နိုင်ရင်တိုက်နိုင်မယ်ဒါပေမဲ့တီချာရာကဖယားသခင်ကရှင်တို့ကိုတိုက်မှာမောင်းထုတ်ပြီးမှလူမျိုးတစ်မျိုးဆိုတာအလကားနဲ့ဖြစ်နေတာမဟုတ်ဘူးဖယားသခင်ကဖန်ဆင်းထားတယ်သူတို့နေမီဒီတာတွေကိုဖယားသခင်ကတတ်မှတ်ထားတဲ့အတွက်ကြောင့်သူတို့နေမီမှာကျူးကျွံပြီးတော့ခြီလာချနေတဲ့ CNF နဲ့အပေါင်းပါတွေအရှုံးနဲ့ရင်ဆိုင်ရမှာပဲเนาะကြောက်ခဲကိုတိုက်မိတယ်လို့ကိုဖက်ကပဲပူနာမယ်အဲ့ဒါမှတ်ထားပြီးကြပါလို့ကျမတို့ဒီအမျိုးသမီးများ Zomi Women Power အနေနဲ့လည်းပြောကြားချင်းဖြစ်ပါတယ်ဖြီးကြပြီးတဲ့ကိုမောင်စင်ကိုလည်းအထူးကျေးဇူးတင်တယ်အခုတဲ့ကျမနည်းနည်းပြောချင်သေးတယ်ဗမာလိုနဲ့ဘာလဲဆိုတော့ကျမတို့ live ကိုကြည့်ချင်းအပြင်ကျမတို့ Zomi ဇက်တာကျမတို့ Zomi တွေZomi movement ကို 100% စုပ်ကိုင်ထားတဲ့ဇက်တာတွေကိုအမျိုးမျိုးမပြောကြပါနဲ့เนาะအဲ့ဒီဇက်တာတွေကိုတိုက်ဖို့ရတဲ့အတွက်ရှင်တို့ရဲ့ပိုက်ဆံတွေကို US ကနေလဲပို့ပြီးကြတယ်မပူနဲ့အဲ့ဒီမှာအမင်္ဂလာရှိတယ်လို့ရှင်တို့သားသမီးတွေကိုကျမတို့မြောက်ပိုင်းဇုံမီးတွေရှိတဲ့နေရာမှာစစ်တိုက်ဖို့ရမှာအတွက်မခိုင်းကြပါနဲ့ဒီချင်းစုနဲ့ပဲတည်ကြမှာဖြစ်ပါတယ်เนาะအဲ့ဒီပြီးကန်စွန်ကျဲချင်းစုပြီးထင်တဲ့ဟာကိုအတွက်เนาะအကုတူအမင်္ဂလာဖြစ်စီမယ်ကျမတို့ဇုံမီးတွေကိုတိုက်ဖို့ရတဲ့အတွက်ရှင်တို့ပိုက်ဆံကိုထဲ့ချင်းအဖြစ်မိမိမှာစီးပွားလဲပြက်နိုင်တယ်เนาะပြက်ပြီးသားလူတွေလည်းရှိတယ်တက်တီရှိတယ်เนาะအဲ့ဒါဆက်ပြီးတော့ကျမတို့ဇုံမီတွေတိုက်ဖို့ရတဲ့အတွက်အထူးသဖြင့် US မှာရှိနေတဲ့စီးပွားရေးလုပ်ငန်းရှင်တွေကိုပိုက်ဆံရှိတယ်ပိုက်ဆံပေါ်အရန်ပေါ်လာတဲ့ထင်လို့ရှိရင်အဲ့ဒီမှာဟာခါမှာရှိတဲ့စစ်ကောင်စီတိုက်ဖို့ရတဲ့အတွက်ပိုက်ဆံပူကြပါထန်တလာကိုကောင်းကောင်းတင်းနိုင်ဖို့ရတဲ့အတွက်ပိုက်ဆံပူကြပါကျမတို့ဒီတွန်းဆောင်တဲ့ဖက်မှာစစ်ကောင်စီလည်းမရှိတော့ပါဘူးဘာကူလာပြီးတော့အကြောင်းမဲ့တတ်နဲ့ရန်ရှာဖို့လာတာလေအစွမ်းကုန်တိုက်ထုတ်တွန်းလာမှာဖြစ်တဲ့အတွက်ကြောင့်ချက်ချင်းရပ်တန့်ကြပါလို့ကျွန်မဒီကနေပြန်ပြီးတော့ပြောချင်တယ်ရှင်တို့စိတ်ဆူးတလောက်เนาะကျွန်မတို့ဒီကနေမီဒီယာကျွန်မတို့ဒီ ZWP Facebook live ကနေပြောတာကိုရှင်တို့အဲ့လောက်ကြီးစိတ်ဆူးရလောက်အောင်ကျွန်မတို့ကမဟုတ်တာလည်းမပြောပါဘူးရှင်တို့တွေလူပေါ့နော်နာမည်ကြီးဒီမီဒီယာသမားတွေကျမတို့ပိုက်ဆံမပေးနိုင်ဘူးဒီ live ကနေ Facebook live ကနေပြောတာလေးကိုမှရှင်တို့အဲ့လောက်စိတ်ဆူးနေရသလားရှင်တို့ထက်ကျမတို့ကပူပြီးတော့စိတ်ဆူးတယ်ကျမတို့နေမှာအတင်းနဲ့တမနဲ့လာတယ်ပြီးလို့ရှိရင်အကြမ်းဖက်မှုအမျိုးမျိုးကိုကျူးလွန်တယ်ကျမတို့လူမျိုးတွေအမျိုးမျိုးစော်ကားတဲ့အပေါ်မှာရှင်တို့ထက်ကျမတို့အစပေါင်းများစွာစိတ်ဆူးတယ်ကဘာမှာမျက်နှာပြက်အောင်လုပ်တာရှင်တို့ပဲဒီမြောက်ပိုင်းမှာကြတော့စကားစကိုတိုက်ထုတ်တယ်တိုက်ထုတ်တလူပြောတယ်တောင်ပိုင်းမှာကြတော့စကားစနဲ့ပေါင်းတယ်တကယ်တမ်းစကားစနဲ့ပေါင်းတာရှင်တို့ပဲเนาะအဲ့ဒါကမြန်မာပြည်သူလူထုတွေကိုညာမနေပြပါနဲ့เนาะလိမ်မပြောပါနဲ့ပြီးလို့ရှိရင်ကျမတို့အာနာရှင်ကိုမုန်းတယ်ဆိုလို့ရှိရင်လည်းအာနာရှင်အားလုံးကိုမုန်းတယ်အာနာရှင်စန်နဲ့အုပ်စုချင်တဲ့ CNF တွေကိုကျမတို့အရန်မုန်းတဲ့အတွက်ကြောင့်เนาะကျမတို့ဖက်မှာမလာနဲ့ကိုဒီတာမှာကိုနီးကြပါလို့ကျမဒီကနေဒုတိယအကြိမ်ပြောချင်းဖြစ်ပါတယ်ကဲ
tu ina mate kol pawa I pau khi chang in zong khat de ve chang in na I he suak ma mate hi CNF te ong pai se da le ong pai da ve bo kong no kyang kong pai lo piu mate ko ka gam mo le ya kam ve bo chin I he bang suak tut ma hi mate a hi hang hi khem pe nang le ke ki thu to na to nang le ke han jam na to mate gwal zo ding hi hang to khi chang in na khat de chang in I kal kap te I zo gam kal kap I zo gam sal pha te I khwa I tu ya ong pai chang in zong amau te pen en sum le pai pe zo lo hi hang mate gen te na bang ina amau te adang atak chang in tui hai khat na swa na an gil kyal dang ta khunin na piang na te zong zo gam zo mi a ding in na ma pan na hi manina amau te zong respect ong na piak sakun khat de chang ina mi hing akiching kwa ma om lo hi manina te na I chi ma bang ina gam tat khel na kha ko zong om kha thei main te a hi hang ina na mi pi te na pan pi ke le mate nang tua zong pasian dong kim lo ding a hi manina amau I thukun te zong ong na zui sakun la za tak na zong ong piak sakun igen hang ina ngal buan lia I khwa I tui zo mi te lam kian na zo mi te nei sai I khwa I tui ya lom te ina I the ngei lo pau te khong to ong pau chiang bang za taka I lai tang na hiam mate tua ran khong na mu chang nu na lungu kim zo lai ve hiam tu ni na zo mi te ta khe chi na tha sari na I ki pum khat the lo na te nu sia thun ma ta ding hi Step di man lo jing sang ni
xóa năm ni sát về ni dấu mi năm ni tim mi năm ni lung tua ta thiam thiamin cây cùng khát lung sim khát xoan khô mi tim mi năm ni dấu mi năm ni cây cùng khát lung sim khát xoan